20နှစ်ပေါ့နော်2020နှစ်ပါကျွန်တော်ဒီတရားဝင်နဲ့ဒီနေ့ဒီပူပေါင်းပြီးတော့မှနိုင်လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တက်နိုင်ရင်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးနေပေါ့နော်လုပ်ပေးနေတယ်အဲ့တော့ကျွန်တော်တို့စစ်တိုက်တဲ့အခါစစ်တိုက်တာရွေချက်ရှိရမယ်ဗျာဒီတော်လိုင်းတပ်ဖွဲ့တွေကစစ်တိုက်တဲ့အခါမှာသူတို့မှရွေချက်ရှိတယ်။ဘာလဲသူတို့လူလူတို့များဖို့နော်တိုင်းသားတွေနဲ့ပတ်သက်တဲ့ခွင့်ရရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေရွေချက်နဲ့တိုက်ပွဲဝင်အခုခင်ဗျားတို့တိုက်ပွဲဝင်ရတာရွေချက်ရှိသိလား။ရွေချက်ရှိသိရကျွန်တော်တို့ဘာစစ်တပ်မှနေပြီးတော့စစ်တိုက်နေတာကရွေချက်ကြောင့်မှလို့သိရလို့ရှိရင်ကျွန်တော်ပြောပြသိလားသိပါဘူးဒီနိုင်လာတာထုတ်ပေးမယ်ရုပ်သွားဆိုရင်သွားရမယ်ဟုတ်လားရေးကဆန်တရက်26အောင်သာလေးပေးပြီးတော့မှဟုတ်လားတကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကကျွန်တော်ပြောတယ်နော်တန်းစီခွင်းနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ထိုင်းမုတ်တွေပြီးလို့ရှိရင်ချင်းဝ60ဖြေလို့ရှိရင်လည်းခင်ဗျားတို့ဒီဟာလေးပဲတက်ခိုင်းနေတာဟုတ်တယ်မလားနော်ရဲဘော်စိတ်တော့ဗါလဲဆိုတော့ကျွန်တော်ပြောသလိုရဲဘော်ချင်းချင်းပေါ့အားရှိတော့ကတရားတရားစီတရားကိစ္စဆောင်းကြည့်ဘူးရပြီဖြစ်ပြီနော်ခင်ဗျားတို့ကမှမင်းလည်းခင်ဗျားတို့ကမိတာတရားရှိတာအခုဒီမှာခင်ဗျားတို့တိုက်ခိုင်းရတော့မယ်ဆိုတဲ့ဟာဟိုဒီလေးကိုမေးကြည့်တယ်စစ်ကြောင်းနှိမ့်မှုမေးကြည့်တိုက်ခိုင်းရတော့မှာဘယ်လောက်ကြာကြိုသိတယ်တော့9ရက်လောက်ကြာတဲ့ကျွန်တော်ကြိုသိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်းရှောက်ဖို့ခင်ဗျားတို့အသက်အိုးအိမ်စီးတွေကာကွယ်ဆောင်းရှောက်ဖို့အတွက်ခင်ဗျားတို့မင်းအောင်လည်းမလုပ်ဘူးဘာမလုပ်ဘူးဒီတိုင်းပဲလွတ်ပေးထားလိုက်တယ်ဟုတ်တယ်မလားဒီခင်ဗျားတို့ဒုတိယတရင်မူကလည်းဒီတိုင်းပဲနီးပြားကုန်းကြားမကြောက်စောင့်နေတာဒီကောင်ကလည်းနီးပြားကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြားကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြားကုန်းနဲ့ဆိုရင်နည်းနည်းခံတာတော့နှစ်ခုခံရင်တော့ခံတာပေါ့နီးပြားကုန်းလည်းကြားပြီလဲဆိုလဲဆိုတော့ဘာလုပ်လဲခင်ဗျားတို့နီးပြားကုန်းကောင်နေဖြစ်ချင်ရပြီငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမိတန်းအောင်ပြေးသွားတယ်ပြီးတော့နောက်ဘက်ကနေပြီးတော့တက်ကိုပြန်မဲ့အနေထားမျိုးလေးရှိတာပေါ့နော်ဒါကတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ရဲ့တိုင်းမှုကလက်ရှိတော့ဆိုရင်နာမည်စင်းပဲရောက်တယ်ပေါ့နော်တိုင်းမှုကသေးရုံတက်နေတယ်လို့ကြည့်ရတယ်တိုင်းမှုမရှိပဲနဲ့ तू ကခိတတိုင်းမှုလုံးနေတဲ့လူကသူ့အောက်ခြေရဲဘော်တွေရဲ့အသက်အိုးကြီးစီးတယ်ကိုငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးနော်သူတော်မှကိုလိုယုံပြီးတော့ပြေးတယ်နော်ဒါနဲ့ရေလေးတလက်ပါဝိုင်းနော်စစ်တက်မှာဘာဖြစ်ပါဒီနာမည်မှာဟုတ်တယ်မလားအားရပါထားခဲ့နော်ပြောခဏတော့ရှိတာပုံထားတဲ့ဟာကြီးသူထားခဲ့တဲ့ဟာကြီးထားခဲ့ပြီးတော့မှကိုလိုယုံပြီးတော့မှဖက်ပြေးသွားတယ်နော်အဲ့တော့သူတို့မရောက်နိုင်တဲ့ဒီတိုင်းပဲခင်ဗျာသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာရုသူ့ရဲ့စီးစိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဟိုအရင်ကလေးကတီးလို့အေးစစ်စစ်ကိုယ်လေးဘက်ကိုပူပြောင်းပြီးတော့မှကိုယ်လေးလက်တော်သားတွေနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွေချက်ရှိတယ်ရွေချက်ရှိတယ်နော်မောတောင်တိုက်တယ်ဘာကြောင့်တိုက်လဲမောတောင်ပြည်လူလူများဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမြေမှာတိုင်းနာကိုစစ်မှန်တဲ့တိုင်းနာကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့အတွက်ဆိုတော့ဒီထဲမှာရဲနေပါတယ်ဟုတ်တယ်နော်ရဲတွေအများကြီးဆိုပို့ပြီးတော့မှဘောပေါက်မှာပါနော်အဲတို့ရဲနဲ့ပတ်သက်ပြီးတော့မှလည်းမင်းအောင်လည်းမလုပ်ဘူးတကယ်ဖြစ်လာရင်ဘာမှတော့မပေးဘူးဒါပေမဲ့ခင်ဗျားတို့ဒီဂိတ်ကနေပြီးတော့ဒီရက်ကိုခင်ဗျားပတ်စံ3000လောက်ရှာပေးနေနိုင်တော့ခင်ဗျာကာယကတိုင်းမှုကတို့ကနှစ်လေးမှနှစ်လေးဒီမှာတောင်းကြတဲ့ဘူးရဲဦးမှဒူရဲဦးပြီးတော့မှထားပါနော်နိုင်ငံတကာစစ်ပွဲတွေမှာကြည့်သုံးမှန်မိသွားလို့ရှိရင်မလုပ်လေကိုဘက်ကနေပြီးတော့မှအဲ့သုံးမှန်တွေမှာတော့ရတယ်ကိုလူတွေကိုဘယ်လိုကြရမလဲဆိုတဲ့ဟာတွေအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်သားတွေမှာလည်းကြည့်ရဟုတ်တယ်မလားကျွန်တော်စီမှာပုံမှန်ဘာဖြစ်ကြလဲမရောက်နိုင်နေနေအေးသေးနော်ဘောလုံးပွဲမှာတွားပြီးတော့လက်ခုပ်တီးပြီးအားပေးလိုက်ဒီကျေးမှုပါလေထိုကားရည်တီးပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပေါ်မှာဘာတန်ရောစိတ်မှမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပေါ်မှာတန်ရောစိတ်မရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ရွေချက်ညီမန်းချက်ရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့စစ်တိုက်တာပို့ပြီးတော့မှဒိဗယ်ရှိရဲဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်အများကြီးတော့ပြောစရာရှိရဲနော်ဒါပေမဲ့ကျွန်တော်တို့လည်းနားထောင်ရမှာနည်းနည်းလောလောဆယ်စစ်သားဘဝကနေချက်ချင်းသုံးမှန်းဖြစ်လာတဲ့ခါကျတော့ခင်ဗျားတို့လည်းကျွန်တော်ပြောတဲ့တကားကြီးနားထဲမှာကန့်လက်ဖြစ်နေလိမ့်မယ်။ဘာဖြစ်လဲဆိုတော့ခင်ဗျားတို့ကတကယ်စစ်တပ်မှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တယ်။
ကျွန်တော်တို့ကတစ္ဆာဖောက်ခဲ့ရလူတွေဒါပေမဲ့ဟိုမှာကြီးတာဆရာကြီးတယောက်ပြောတဲ့စကားလေးကျွန်တော်ဒါသဘောကျတယ်နော်သူကပြောလဲဆိုမင်းတို့စစ်တပ်ကိုတစ္ဆာဖောက်သွားရင်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးအောင်တစ္ဆာကျန်းကျင်ခိုင်းတဲ့ကောင်းအောင်ဘယ်လောက်ဒီတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်တဲ့နိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားသေးဘဝမှာဟုတ်တယ်မလားနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းကိုင်းမှာဆိုတဲ့ကောင်တွေကတစ္ဆာမရှိတယ်ကျွန်တော်တို့အဲ့ဒီတစ္ဆာစူးတရားအကြောင်းကိုမရှိဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီရက်ခွက်ကြီးအကုန်လုံးအေးအေးဆေးဆေးပဲအားပါပဲဘာမှခင်ဗျားတို့လက်ပြားနဲ့လည်းမရှိဘူးကိုယ်ရကြေးရလည်းမရှိဘူးရိုက်တာနှက်တာလည်းမရှိဘူးเนาะဒီကယူဝမှုတို့ဘာလို့ဒီကပွဲတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒီခေတ်ကောင်မှာကျွန်တော်ဒီခေတ်ကောင်နေပြန်လို့တာကျွန်တော်မျိုးသမီးကဒီဘုံပြင်းတက်ထဲမှာเนาะတက်ထဲကနေကျွန်တော်ညာကြီးခိုးထွက်ခိုင်းတယ်တက်မှာ၄ရက်ပွဲတွေကကျွန်တော်မျိုးသမီးရဲ့ကလေးကိုပေါ်ထုတ်ပြီးကျွန်တော်ကလေးကအဲ့တော့10နှစ်ကျော်ပေါ့အခုတော့ကြောင်းတက်နေ9တန်းရောက်သွားပြီเนาะ10နှစ်ကျော်အဲ့ဒါကိုရအောင်ပေါ်ထုတ်ပြီးတော့မှဒီတော်လိုင်းရဲဘော်တွေလိုက်ပြီးတော့မှပို့ပေးပြီးတော့မှကျွန်တော်တို့လွတ်မြောက်တဲ့နေမြေအထိလိုက်ပြီးတော့မှပို့ပေးတယ်ပေါ့နော်ဒီဘက်တက်မ၄ဘက်ကဖွဲ့လေဒါကျွန်တော်တို့နဲ့ပတ်သက်ပြီးသူတို့ရဲ့ကျေးဇူးတွေလည်းကျွန်တော်ပေါ်မှာအများကြီးရှိတယ်အဲ့တော့ကျွန်တော်လည်းတက်နိုင်တဲ့ဟာသူတို့ဘိုင်းပြီးလုပ်ပေးနေကျွန်တော်ဒီတက်မ၄နေမြေတွေကိုရောက်လာခဲ့တာပေါ့နော်ဆိုလိုချင်တာကခင်ဗျားတို့လည်းဘာလဲဆိုတဲ့ဟာကိုကိုဘာဖြစ်နေပြီလဲဘာဆက်လုပ်တင်လဲဆိုတဲ့ဟာကိုကိုကအေးအေးဆေးဆေးစဉ်းစားပြီးတော့မှရက်တစ်ပွဲတွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့မှကိုကြီးနော်အဲ့တော့ကိုယ်တိုင်တနက်ကင်ပြီးတော့ဝင်တိုက်ဖို့မလိုဘူးချင်းတစ်ချောင်းခွဲပေးတာရေတဘုံခတ်ပေးတာလေတော်လန်ရေးကိုကူညီတာပဲနော်သမယုံတစ်လုံးတည်ပေးတာလေတော်လန်ရေးကိုကူညီတာပဲအဲ့တော့မင်းအောင်လိုင်းဘက်ကစစ်သားကလည်းပြည်သူကျွေးတာဝယ်စားတာတော်လိုင်းဘက်ကစစ်သားကလည်းပြည်သူကျွေးတာဝယ်စားပြည်သူကျွေးတာစားတာကြီးတူတူတော်မှာပဲကျွန်တော်တို့ကဂုံသိက္ခာရှိကြီးပြည်သူကျွေးတာဝယ်စားဘယ်တော်လိုင်းဘက်တော်သားတွေကိုဘယ်သူကခွေးလို့ခေါ်တာခင်ဗျားကြားဘူးလေကြားဘူးလားလိုင်းပေါ်မှာခင်ဗျားရေးတာကြားဘူးလားတွေ့ဘူးလားခင်ဗျားတို့တွေပဲဒီခွေးရဲခွေးနဲ့ခင်ဗျားတို့တွေခေါ်ခန်းနေရတာဒီဘွားကြီးကိုဝါဖြစ်ပြီးတော့မှနော်မင်းအောင်လည်းအခုရွေးကောက်ပွဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါနော်စစ်တပ်ကိုတက်ချုပ်နောက်တစ်ယောက်ပေးလိုက်မယ်တမတာကိုနောက်တစ်ယောက်ခင်ကြီးဖြစ်ပြီးအခုယူနေတဲ့ကောင်တွေရှိတယ်တမတာလှုပ်ရှင်နေအောင်အမိတနန်းတဲ့ကောင်တွေအဲ့ကောင်တွေကိုပေးလိုက်ပြီး तू ကအေးအေးဆေးဆောင်ထွက်သွားမှာခင်ဗျားတို့ဘွားကြီးကိုတော့ကဒီတုံမျောပြီးတော့ထားခဲ့မှာနော်အဲ့တော့မင်းအောင်လိုက်တွေတစ္ဆာခံနေမဲ့သာဒီလိုဘွားမျိုးရောက်တာလေကောင်းတယ်လို့ပြောလို့ရတယ်နော်ဒါဘွားတစ်စစ်ချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုခုပြန်ပြီးတော့မှတော်လိုင်းမှာပြန်ပြီးအခုခုလုပ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ထူတောင်းတယ်ပေါ့နော်အရင်တော့ဘက်မတူခဲ့တဲ့လူတွေခင်ဗျားတို့နဲ့ကျွန်တော်နေအခုကဘက်တူလူနီးပါးလို့တော့ပြောလို့ရတယ်ပေါ့နော်ခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်ဟုတ်ပြီနော်ဟုတ်